မင်္ဂလာပါတူရောင်ကိုဖော်ထုတ်ခြင်းတူရောင်ရွေးကောက်ပွဲလူငယ်တွေဘယ်လိုဆန့်ကျင်လဲဆိုတဲ့အစီအစဉ် episode 2ကနေပြန်လဲပြီးတော့မှကြိုဆိုလိုက်ပါတယ်ဟုတ်ကျွန်မမေခေတ္တာပါကျွန်တော်နိုဘန်2ပါဆိုတော့ဒီ season နောက်ဆုံးပိုင်းမှာလွှင့်မဲ့ live အကြောင်းလေးစပြီးပြောပြပါအောင်ကျွန်တော်တို့အခု episode က4ပိုင်းပါမယ်ဒါဒုတိယ session အဲ့တော့အဲ့ဒီဒုတိယ episode မှာကကျွန်တော်တို့ကဟိုသူပါမျိုးလဲကျွန်တော်လည်းမသိဘူးအမမေရအနေနဲ့ဒါပေမဲ့အဓိကဒီမှာလူငယ်တွေထပ်ပြီးတော့ကျွန်တော်ပြောချင်တာဆွေးနွေးစရာတွေဟိုစိတ်ထဲမှာပြောပြချင်တာတွေရှိရဆိုရင်ကျွန်တော်ရဲ့ comment ဒါမှမဟုတ်ကျွန်တော် messenger မှာလာပြီးတော့ပြောပြပေးလို့ရတယ်အဲ့ဒါတွေကိုကျွန်တော် live မှာလူငယ်တွေပြောတဲ့အတန်ကိုကျွန်တော်ပြန်ပြီးဝေမျှပေးမှာဖြစ်တယ်ဟုတ်ဆိုတော့ episode 2ပေါ့နော်ဒီအပိုင်းမှာကျမတို့ကဒီ election free and fair ဖြစ်သလားပေါ့ပထမ section မှာကျမတို့က Shan election ဘာကြောင့်ကျမတို့ Shan election လို့ပြောလဲဆိုတော့တောက်လျှောက်ပြောသွားတယ်အဲ့တော့ဒီဘိုင်းမှာတော့ free and fair ဖြစ်သလားလွတ်လပ်ပြီးတော့တရားမျှတသလားနောက်တစ်ခုကဒီဟာကစစ်အုပ်စုအတွက်ဖတ်ပေါက်လားဒါမှမဟုတ်ရင်ထောင်ချလားဘယ်လိုထင်လဲဒါမျိုးတွေကျမတို့ပြောကြမယ်ပြီးတော့အထူးသဖြင့်တော့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မှကျမတို့ပြောချင်တယ်လူငယ်တွေရဲ့ခံစားချက်ကပါလေပေါ့နော်ဒါမျိုးတွေကျမတို့ပြောချင်တယ်ဒီ section မှာအဲ့တော့ပထမဦးဆုံးတော့ကျမ free and fair ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော် free and fair လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲလားပေါ့ဒီ election ကလုပ်မယ်ဆိုတဲ့ election က free and fair ဖြစ်နေသလားလွတ်လပ်ပြီးတရားမျှတလားပေါ့ဘယ်လိုမှမဖြစ်နိုင်ပါဘူးမဖြစ်နိုင်လို့ပဲဟိုရှေ့ episode မှာလည်းအဲ့ဒါပဲကျွန်တော်တို့အချင်းချင်းလဲဆွေးနွေးပြီးသွားပြီပေါ့နော်ဒါသုံးပိုင်းတယ်ဆိုတော့ကျွန်တော်တို့တရုတ်တိုင်းကားတွေနဲ့လို့ပိုင်းဆက်တွေနဲ့လာတယ်ဆိုတော့ဘာမှမရှိသေးတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဘလို့မှမဖြစ်နိုင်ဘူးတကယ်တော့ပွင့်လင်းမြင်သာမှုရှိရပါဘူးဆိုတာဒီလိုအခြေအနေမျိုးမှာလည်းစလာတဲ့ကကျွန်တော်တို့ဒီအာနာသိမ့်လိုက်တဲ့ဟိုဟာလွတ်လပ်ပြီးတရားမျှတမှုကပျောက်သွားပြီပေါ့နော်အဲ့ဒီအတွက်ကိုသူတို့အနေနဲ့ကဒါထွက်ပေါက်အနေနဲ့ရသလိုသူတို့ဆက်လုပ်နေတယ်ပေါ့ဒါပါပဲအဲ့တော့ဒါကစစ်တပ်ကသူတို့ထွက်ပေါက်ကိုရအောင်ရှာစူးစမ်းပြီးတော့ရှာဘာလို့လဲဆိုတော့ကျိုးခွင့်ရသူတို့ပါသူတို့လုပ်ရတဲ့သူတို့ကျွန်တော်ရှေ့မှာပြောတယ်စိုက်ပျိုးပြီးတော့ပြန်ရိတ်သိမ်းရမယ်ကဏ္ဍတစ်ဖြည်းနဲ့လာတဲ့အချိန်မှာကျိုးလေပြန်တရေပြီးတရေပို့တိုးလာပို့ပြီးတော့ကြက်လာတယ်လူလူရတာပြစ်မှတ်ကိုလည်းသူတို့အများနဲ့ဆေးရုံတွေဒီကလေးစာတင်ကျောင်းတွေမျိုးစုံပေါ့နော်ဒီအရတာပြစ်မှတ်ထားပြီးတော့ဘုံကျဲတဲ့ဟာတွေကလည်းဘယ်တော့မှမလျှော့ပါဘူးသူတို့တရဆက်လုံနေတဲ့ဟာတွေပေါ်မှာလည်းသူတို့ဟိုနောက်ဆုံးဟိုတွေ့ယူတဲ့လုပ်တဲ့ဟာတွေကလည်းဒါသူတို့ထပ်ပေါက်ကိုမရရအောင်ဟိုစူးစမ်းရှာနေပေါ့သူမှအတိမတ်မပြုတ်ပေမဲ့လည်းကိုနီကိုဟန်နဲ့သူတို့ရအောင်တော့သူတို့လုပ်နေတဲ့အနေထားတော့မြင်ရတယ်ပေါ့နော်ဟုတ်နောက်တစ်ခုကတော့လွတ်လပ်သလားပေါ့နော်လွတ်လပ်သလားဆိုတဲ့မိခွန်းမှာကျမတော့ဒီလိုမျိုးတိုက်ခန့်ခေါင်းဆောင်တွေပေါ့နော်ကျမတို့ရှေ့ပိုင်းမှာလည်းပြောတယ်ဒေါအောင်ဆန်းစုကြည်ပါဝင်ခြားသောတိုက်ခန့်ခေါင်းဆောင်တွေထောင်ထဲမှာရှိနေတယ်ဥပမာဒေါအောင်ဆန်းစုကြည်တောင်းဆိုရင်ကျမတို့အခုတလောနည်းနည်းလှုပ်ရှားရှားဖြစ်ကြတယ်ပေါ့နော်ဆိုတော့သူ့သားကိုယ်တိုင်ဒါဒီတိလားရှင်လာတော့မသိဘူးဆိုတဲ့အခြေအနေမျိုးပြောတာပေါ့နော်ဆိုတော့မျိုးသမီးတူပြီးတော့အသက်80ကျော်ပေါ့နော်ဆိုတော့ဒီမျိုးသမီးတဦးကိုခုချိန်ဒီဘယ်သူနဲ့မှပေးမတွေ့ပဲနဲ့ထောင်ထဲမှာထားတဲ့အခြေအနေပေါ့နော်ထောင်ထဲမှာလာနေရင်ကြေချုပ်လာဘယ်သူမှမသိရတဲ့အခြေအနေမျိုးဖြစ်နေဆိုတော့အဲ့လိုအခြေအနေမျိုးထို့တူပါပဲခြားသောopposition leader တွေတိုက်ခံခေါင်းဆောင်တွေလည်းအများကြီးရှိရပေါ့နော်သမ္မတဦးဝင်းမြင့်တို့နော်ဒါမျိုးတွေလည်းရှိရပြီးတော့တက်ရအဖြစ်လည်းတစုံတရာအဖြစ်အေးစစ်စစ်နေရမယ့်အရွယ်ဖြစ်လာကြပြီပေါ့နော်အားလုံးပြီးတော့အရှိမလည်းကျွန်တော်တို့တာတကားတွေရှိခဲ့တယ်ထောင်ထဲမှာတည်သွားကြတဲ့ opposition leader တွေပေါ့နော်တိုက်ခန့်ခေါင်းဆောင်တွေလည်းအများကြီးရှိခဲ့ဘူးတယ်ဆိုလို့ရှိရင်ဒီလိုရွေးကောက်ပွဲမျိုးဒီလိုအခြေအနေမျိုးပေါ့နော်တကယ်ကိုအဓိကနိုင်ငံရဲ့တိုက်ခန့်ခေါင်းဆောင်တွေကိုထောင်သွင်းထားတယ်အကျဉ်းချထားတယ်နေရင်ကျေကျုပ်ဟုတ်တယ်ပါဘယ်လိုပဲဖြစ်ဖြစ်ဒီလိုထားနေတဲ့အခြေအနေမျိုးမှာဒီလိုရွေးကောက်ပွဲမျိုးကဘယ်လိုလွတ်လပ်နိုင်မလဲဆိုတာလေမေးခွန်းရှိတာပေါ့နော်ဆိုတော့အဲ့ပေါ်မှာရောနှုတ်အနေနဲ့ဘာပြောချင်လဲပေါ့အဲ့ဒါလည်းဟိုကျွန်တော်တို့စိတ်မကောင်းစရာကိစ္စပါเนาะကျွန်တော်တို့ဒါကြားရတဲ့အမြဲကျွန်တော်တို့တားဖြစ်သူတော်ဒါတေလာရှင်တာမသိရဘူးရှေ့မှာလည်းဒါရှေ့နေဖွဲတော်မှပေးမတွေ့ဘူးဆိုတဲ့ဟိုဟာတခုခုမှလို့တော့ကျွန်တော်တို့လည်းယူဆရတယ်ပေါ့เนาะဒါကတော့ဟိုစစ်တပ်ဘက်ကလည်းဟိုသတင်းထိတ်ချန်ထားမှုတွေကပို့ပြီးတော့အချိန်ကြီးစိုးလာတယ်သူတို့တကယ်ဒါဟိုဒါအရင်တော့လောက်ကတ်ဆိုရင်တော့ဗောဗျာကျွန်တော်တို့ဟိုအမေစုပဲဖြစ်တော်စုပဲဖြစ်ပေါ့နော်အမေစုပဲဖြစ်ဒါသူရုပ်လုံးထုတ်ပြတာတို့သူတို့အခုအနေထားဒါမျိုးတော့သူတို့မလုပ်ပြအောင်ဆိုတော့သူတို့ပါတွေဖြစ်နေပြီလေကျွန်တော်စဉ်းစားစရာတွေတော့အများကြီးရှိတယ်ခြားသောခေါင်းဆောင်တွေဟာဆိုလဲကျွန်တော်ဘာမှမကြားရတော့တဲ့အထိပေါ့နော်ပြီးတော့လည်းလက်တလောမှာနိုင်ငံရေးအချင်းသားတွေအထဲမှာနှိပ်စက်ပြီးဆုံးပါသွားတဲ့သူတွေကလည်းအများများလာတဲ့အတွက်ကြောင့်ဟိုဒီဟိုမှာဟိုကျွန်တော်တို့ချိုးဟာတွေကမပြောအောင်မဆိုကောင်းကိစ္စတွေလည်းရှိလာတဲ့ဟာတွေအောင်ကျွန်တော်တို့ကဟိုပြီးစီရင်သူတို့ဘယ်လိုဆက်လုပ်မလဲဆိုတာကိုလည်းကျွန်တော်ဆက်ပြီးနားဆွင့်ရောလည်းလို့အထဲရောက်နေတဲ့သူကကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူးအဲ့တော့ကိုပဲဟုတ်
နောက်တစ်ခုကတော့ပြောနေကြပါဘောနော်ဒါကဟိုထွက်ပေါက်မဟုတ်ထောင်ချောက်ပေါ့နော်ရွေးကောက်ပွဲထွက်ပေါက်မဟုတ်ဒါပေမဲ့ဟိုနိုင်ငံတကာကလည်းစောင့်ကြည့်နေကြတယ်လို့ကျမတို့ကတော့နားလေတယ်နိုင်ငံတကာကိုယ်တိုင်ကလည်းဒီရွေးကောက်ပွဲကထွက်ပေါက်များဖြစ်မလားဆိုတော့စောင့်ကြည့်ရဲအဲဒါပေမဲ့ဒီဘက်ကလည်းကျမတို့တိုက်ခန့်နေကျမတို့ဒီတော်လိုင်းဘက်ကနေပြောနေကြတဲ့ကိစ္စဒါကတော့ထွက်ပေါက်မဟုတ်ထောင်ချောက်လို့ပြောနေကြတာပေါ့နော်ဆိုတော့ကျမပြန်စင်လာထွက်ပေါက်ကဘယ်သူအတွက်လဲပေါ့လူအောင်ဘယ်လိုတင်လဲထွက်ပေါက်ကဘယ်သူအတွက်လဲ သူတို့တော့ပါပဲထွက်ပေါက်ကတော့စစ်တပ်အနေနဲ့ကလည်းဒါမှမလုပ်ရင်သူတို့အခုကသူတို့လှုပ်ထားသမျှစစ်ရာဇဝမှုကျူးလွန်တဲ့ဟာ war crime တွေကလည်းမျိုးစုံဟိုပေတရားကြီးကြီးပေါ့နော်အယက်သားကိစ္စကိုသူတို့အယက်သားပြစ်မှတ်ထားတဲ့နေရာတွေကလည်းနေရာတိုင်းမှာဖြစ်နေတော့အဲ့ဒါတွေကဟိုရုပ်ပြက်ဆင်းပြက်ရွာလုံးကျုပ်မီးရှို့တာတွေပါညအစုံပဲပေါ့နော်အဲ့တော့ဒါအတွက်ကိုလည်းအကုန်လုံးက case တွေကလည်းသူတို့ရောက်တဲ့နေရာတွေကလည်းကျွန်တော်တို့နိုင်ငံတကာတရားခုံရုံးတွေမှာလည်းဒီကိစ္စတွေကရောက်နေပြီလားဆိုတော့ဟိုရှင်းပါတယ်သူတို့ကဒီဟာမှာသူတို့ဘာသာဘယ်သူမှအတိမပြုလဲသူတို့ကသူတို့တရားဝင်ရေကောက်ပွဲဆိုပြီးတော့သူတို့လှုပ်လိုက်ပြီးတော့မှမြောက်ရင်လည်းအဲနိုင်ငံတကာတွေဘာညာတွေဆိုတာကလည်းဟိုရှင်းပြောရင်တော့ဟိုဘယ်သူမှတော့ကိုယ်သမိုင်းကိုရေးရတာကြီးပဲလေဘယ်သူမှတော့တေချာကြီးဟိုရှုတ်ချပါတယ်လောက်နဲ့စားထုတ်တာနဲ့ပဲပြီးနေတာဆိုတော့သူတို့ကလည်းဟိုနင်တို့ပွဲမြင်မြန်ပြီးရင်ပြီးရောဆိုတဲ့ဟာမျိုးသူတို့ကလည်းကြည့်ကျင်တော့ကျွန်တော်တို့ကအဲ့ဒီဟာကိုပဲစောင့်ကြည့်ရမှာနော်အခုကတော့သူတို့ကတော့အတန်ထုတ်ထားတယ်မများတာဘူးဒါကြီးကဖြစ်တယ်ဆိုရင်ကျွန်တော်နောက်ကွယ်မမြင်ရတဲ့လက်မဲကြီးကိစ္စတွေကမျိုးစုံရှိတော့ဗောနော်အဲ့တော့ဟိုသူတို့ထပ်ပေါက်တော့သူတို့ဒီသူတို့ဟန်တော့လုံနေရလို့ ကျမတို့အဲ့ဆိုဒီပိုင်းမှာနည်းနည်းလေးလူငယ်တွေအကြောင်းပြောချရအောင်ပေါ့နော်ဆိုတော့အဓိကဒီ section ကလည်းကျမတို့လူငယ်တွေရဲ့အတန်လေးနောက်အောင်ကျင်တဲ့ဟာမျိုးဖြစ်တာပေါ့နော်ဆိုတော့အခုအာနာသိန်းခေတာလဲ9နှစ်ပေါ့နော်9နှစ်ဖြစ်သွားပြီဆိုတော့ကျမအမြဲတမ်းသတိပြုမိရတစ်ခုရှိရဲ့အဲ့ဒီအချိန်မှာ10တန်းအောင်ခဲ့တဲ့16နှစ်လောက်လူငယ်တောက်အခုဆိုရင်21 22ပေါ့နော်ဒီကြားထဲမှာဖြစ်နေခဲ့ပြီဆိုတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ကျမမြန်မာနိုင်ငံရဲ့လူငယ်တွေစစ်တမ်းတွေခုနောက်ပိုင်းမှာလေထွက်ကြတယ်เนาะချို့တော့ရပ်ဖက်လူမှုဖွဲ့စည်းတွေလှုပ်ခဲ့တဲ့စစ်တမ်းတွေကြည့်တဲ့အခါမှာလေလူငယ်တွေကအနာဂတ်ပြောင်းနေတာပေါ့နော်ကျမတို့မှာ future မရှိဘူးဆိုတဲ့အခြေအနေမျိုးတွေတွေ့ရတယ်နောက်တစ်ခုကတော့ကျမတို့လူငယ်တွေအကြောင်းကိုပြောတဲ့အခါမှာပညာသင်ကြားရေးတွေเนาะဒီကိစ္စတွေလည်းကျမတို့ကမေ့လို့မရဘူးလူငယ်တွေကိုယ်တိုင်အရန်စိတ်ပြက်နေကြပြီလူငယ်ကိုယ်တိုင်အရန်ပင်ပန်းနေကြပြီကျမတို့လက်နက်ကင်ဖို့တော်ရဲဝင်သွားတဲ့လူငယ်တွေရှိရယ်ကျမတို့ရဲ့မျှော်လင့်ချက်ကဘာလဲပေါ့အတိုင်းပြည်တစ်ခုရဲ့မျှော်လင့်ချက်ကိုလည်းကျမတို့ကမမြင်ရဘူးဖြစ်နေလူငယ်တွေကလည်းခုနကပြောသလိုပင်ပန်းပြီးတော့အရန်ဟိုဒေါသဖြစ်ပြီးတော့နည်းပေါ့နော်မျှော်လင့်ချက်ပြောင်းနေတဲ့အနေအထားမျိုးလည်းဖြစ်နေအောင်ကျွန်တော်ကစဉ်းစားမိတယ်တွေ့လဲတွေ့ရတယ်ဆိုတဲ့အခါမျိုးမှာလူငယ်တွေကိုပြောချင်တဲ့စကားဘာဖြစ်မလဲ မျောလင်းချက်ပျောက်တယ်တော့မဟုတ်ဘူးเนาะအချိန်ကြာလာတဲ့မြဟိုဒီဘက်မှာကျွန်တော်လူငယ်တွေပေါ်မှာအမြင်ကဟိုသူတို့ကရွေးချယ်စရာမရှိတော့ဒီကောင်တွေကိုအပီးကြိတ်မယ်ပေါ့ဗျာဟိုဟာပေါ့เนาะအပီးဆိုတဲ့ဟာထက်ဟိုဒါ4-5နှစ်ဆိုတာဟိုဘာမှမဟုတ်လိုက်တယ်လို့ပဲကျွန်တော်တို့ဆိုရင်ကိုယ့်အသက်ကိုယ်တော်ကျွန်တော်တို့တခါကျဘယ်ရောက်လို့ရောက်သွားမှမသိဘူးเนาะဒီထဲမှာဂျင်းတဲ့ချက်ထဲမှာလူငယ်တွေလည်းအဲ့တိုင်းပဲလေဒါသူတို့ရဲ့ဘေးနာရဲဘော်ရဲဘက်တွေဆုံးပါသွားတာရှိတယ်ဟိုတချို့ဆိုရင်ကျွန်တော်တို့နိုင်မလွတ်မဲ့တွေနိုင်ချင်းတွေဒီလူငယ်တွေဆိုတက်ကျွန်းတွေမများမတပုံမှားတွေမတရားပုံမှားတွေဒါတောက်လျှောက်ရှိနေအောင်ဆိုတော့ဟိုဒီပေါ်မှာတော့လူငယ်တွေကဟုတ်တယ် hopeless ဆိုတဲ့ဟာတော့ဟုတ်တယ်သူတို့တခါတည်းကြာရင်ဘယ်လိုငါတို့ကဘာဆက်လုပ်ရမှာလဲဆိုတဲ့ကဏ္ဍစိတ်ထဲမှာကျွန်တော်တို့ကအဲ့လိုတက်လိုက်ကြောက်လိုက်ကအများတန်းဒီလိုကျွန်တော်တို့မှပြေးနေအောင်တော့ကိုယ်တိုင်တော်မှကျွန်တော်တို့ကဟို daily ဟို routine နဲ့ပေါ့နော်ဟိုတနေ့တာကိုပဲကျွန်တော်တို့စဉ်းစားနေတာကျွန်တော်တို့ရဲ့ mature ဖြစ်လာပါပြီဆိုတဲ့အရွယ်တစ်ခုမှကျွန်တော်တို့ဒါမျိုးပုံစံမျိုးနဲ့ရအောင်နေထိုင်တာလူငယ်ကလူငယ်မပီတာကိုလူငယ်ဘဝရဲ့အခြေအနေတော်တော်များများကိုဒီစနစ်ကဝါပြူသွားတယ်လို့ပဲပြောရမှာပေါ့နော်အဲ့အတွက်ကိုဟိုသူတို့အနေနဲ့ကလှုပ်ရှားရှိတာတော့လူငယ်တွေကတော့အရှုံးပေးပါလူငယ်တွေကတော့ဟိုလူငယ်ကဏ္ဍပဲခုနပြောရမယ်လို့ထင်းကြွဖိရင်ချပါညာဆိုတဲ့အတိုင်းပဲသူတို့နိုင်တဲ့ဘက်ကနေမျိုးစုံဒါဆက်တည်နေတော့မယ်ဒါကြောင့်ပဲကျွန်တော်တို့မျိုးတွေပြန်ရတယ်ဒီလူငယ်တွေအင်အားနဲ့ပဲလေဒါလူကြီးတွေလည်းပါပါတယ်ပြောချင်တာအားလုံးအင်အားစုထားပါတော့ဒါပေမဲ့အဓိကတော့လူငယ်အခန်းကဏ္ဍအရေးပိုကြီးတာကိုကျွန်တော်နီးပညာခေတ်မှာလူကြီးတွေမမြင်ရတဲ့ကျွန်တော်တို့ဒီစလာတဲ့2020မှာ drone တွေဆန္ဒပြတဲ့ style တွေဒီ T မျိုးစုံဒီလောက်ဟိုမိရင်အသက်ခံရမယ်ဆိုတဲ့အချိန်မှာလူငယ်တွေရဲ့ဟိုစွန်ရဲတဲ့တတိတွေကဒါခေတ်တိုင်းမှာလူငယ်တွေကပဲဒါဟိုတဲ့မှာဟိုပုံစံမျိုးစုံနဲ့ဒါဆက်လက်ဝင်နေတာဆိုတော့ဟိုကျွန်တော်ကအဲ့လို
ဟိုပင်ပန်းတာအမှန်ပဲပင်ပန်းတယ်ဆင်းရဲတယ်တခါလေကြာရင်ဟိုမှာအိမ်လန်းတာကြားတဲ့သူတွေကျွန်တော်အကုန်လုံးနဲ့တခါလေကြာရင်တိုးတွေထဲမှာရောက်ရင်တွေ့တယ်ဒါပေမဲ့သူတို့ကပြီးရင်ဒီဟာကိုကိုယ်တိုင်ပဲကုစားရတာလေဒါကျွန်တော်မှတခြားလမ်းမရှိတော့ဘူးဒါကိုငါတို့ကဆုံးဖြတ်သွားမယ်ဆိုတဲ့စိတ်နဲ့ပဲဘာလို့ဆိုကျွေသွားတဲ့ကျွေးလန့်သွားတဲ့ရဲဘော်တွေလူပဲစွန့်ထားတဲ့မိသားစုတွေလည်းအများကြီးဖြစ်နေတာဟိုဒီစီရီယန်လုတ်တယ်ဆိုတဲ့ဟာမှာကျွန်တော်မှဟိုနိုးယူထမ်းပဲပေါ့စစ်တပ်ဘက်မှာလည်းအဲ့လိုသဘောပါပဲသူတို့လည်းဟိုသူတို့မိုက်ယူရဲ့ဆန်ခဲ့သမျှကိုသူတို့ကလည်းအဆုံးထိဟိုအခုဆိုကျွန်တော်တို့သတင်းတွေကြားရတယ်ပါရေကာတာကျွန်တော်မြစ်ဆုံစီမံကိန်းတွေအကုန်လုံးထိုးရောင်းမှုလုပ်တာတွေကျွန်တော်ပြောချင်တာမျိုးစုံပေါ့ဗျာရှိသမျှဟာတွေတူဖို့အကုန်လုံးရှောက်နှိပြီးလုပ်နေတာဆိုတော့ဟိုဒီလိုပဲကျွန်တော်တို့ဒီဘက်တိုက်ခိုင်အင်အားစုကျွန်တော်ဒလိုင်းဘက်ချန်အင်အားစုတွေကလည်းကိုလုံးနိုင်တာလို့ဒီလိုပဲကျွန်တော်တို့လည်း motivation ပဲရရတယ်ဆိုတော့ဒီလူငယ်တွေကိုပဲကြည်တာကျွန်တော်လူကြီးတွေကိုကျွန်တော်ခေါင်းထဲလည်းတိတ်မရှိဘူးဒီလူငယ်တွေရဲ့မျက်နှာဟိုကျွန်တော်အများအားပြောနေကြစကားဒီလူငယ်တွေကိုအိမ်ပြန်ပို့ခြင်းတဲ့ဆန္ဒနဲ့ဟိုသူတို့အတွက်ကျွန်တော်ဘာပို့လို့ပေးနိုင်မလဲဆိုတဲ့ဟာပေါ်မှာပဲ motivate သွားနေတော့လူငယ်တွေကလူငယ်ပီတာတော့ပဲနေသူတို့ဟိုဒီခေတ်ဆိုးရတဲ့နည်းနဲ့ရလို့ဖြတ်တန်းနေတယ်အဲ့တော့ဟိုမျောလင့်ချက်ကင်းမဲ့တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဟိုတော့အဲ့ပေါ်တယောက် level တော့မတူဘူးပေါ့နော်ကြားတဲ့ကောင်ရှိလို့ဒီပေါ်မှာဆက်ပြီးဆက်သွားနေတယ်လို့လည်းရှိရပေါ့ နောက်ခေါ်တော့ကိုကလည်း musician ဆိုတော့ကျွန်မလူငယ် music သမားတွေလူငယ် artist တွေဒီရွေးကောက်ပွဲအထူးရွေးကောက်ပွဲဘယ်လိုဆန့်ကျင်နေကြလဲပြီးတော့ဒီ9နှစ်တာကာလကိုဘယ်လိုတင်းကျပ်ခံမှုတွေနဲ့တွားနေလဲ resilient ပေါ့နော်ကျွန်တော်တို့ခုနပိုင်းအမြဲပြောနေကျွန်တော်တို့ resilience နဲ့ရှင်းတယ်ဒီ resilience ကိုလူငယ်တွေဘယ်လိုမွေးမြူထားကြလဲပြီးတော့အထူးရွေးကောက်ပွဲဘယ်လိုတွေဆန့်ကျင်နေကြလဲလူငယ် artist တွေဘာလုပ်နေကြလဲ especially အဲ့မှာထည့်ပြောမယ်ဆိုရင် Dexing ဆိုတဲ့အဖွဲ့ကိုတော့ကျွန်တော်ထည့်ပြောမှရမယ် Dexing ကဆိုတာဆောက်ယူနာကန်ဆိုပြီးတော့သူပေးတာပါအထက်ကဒီပေါ်မှာအဲ့လို bite back တွေပါပဲအဲ့လိုတပုံခွေးတွေပေါ့ပြန်ကိုက်မဲ့ကောင်တွေပြန်ချရမယ်ပေါ့ပြန်ချရမယ်ဆိုတော့အဲ့ဒီထဲမှာအဲ့လိုပါတဲ့လူတွေရဲ့ story line ရတယ်စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေပဲပေါ့နော်ခုနပြောတဲ့ UG လောက်ရာနေဒီလိုရောက်လာတယ်မျိုးဆိုဒီထဲအကောင့်တွေအားလုံးရဟိုဒီစစ်ပနာအောင်မနေချင်ကြအောင်ပေါ့နော်အဓိကဒူးမထောက်ဘူးစစ်ပနာအောင်ဒူးမထောက်ဘူးခြာအခုလဲသူတို့နေသူတို့ဟန်တယ်သူတို့ရေးတဲ့ rap တွေဆိုရင်ကြက်သိန်းအောင်ထားဖို့ကောင်းတယ်ဘာလို့ဆိုတော့ချို့စာသားရဲ့ကျွန်တော်တို့ဟိုကျွန်တော်တို့ကကြတော့ဟိုစင်စာခင်မှာကြီးလာတဲ့ကောင်တွေဆိုတော့သူတို့သုံးလုံးနဲ့ချို့သုံးလုံးဆိုကျွန်တော်ပြန်အောင်တင်ယူရတဲ့အနေအထားမျိုးရှိရပေါ့နော်အမှချို့တွေဒါကိုလိုင်းကပေးဆက်ထားရင်တော့မှဒီထဲမှာဟိုအားရင်တွေကိုပြန်တွေးရတယ်အမှတော်ထဲမှာဗျာဒီလိုမျိုးဟိုရဲဘော်တစ်ဖက်လက်နဲ့ကျန်တဲ့ချိန်လေးမှာရတဲ့ချိန်မှာဒီပေါ်မှာစကလုံးတွေစီနေစကလုံးတွေနဲ့ပြစ်ကြတာပေါ့ဘောင်းဆိုတဲ့ရနေနဲ့ပြစ်နေတာအခုဒီကောင်တွေကလည်း rapper ကဏ္ဍရော rapper ရသူတို့ဟိုဟာဒါလူငယ်ကဏ္ဍကိုပြောတာပေါ့နော်တခြား rock ဖွဲ့ဆိုလည်းသူနေသူဟန်တဲ့ဒီပေါ်မှာပါဝင်နေသူတို့နာကြီးမှုကိုသူတို့ကကျွန်တော်တို့ rage ဖြစ်နေပြန်ပြင်းမယ်ဆိုတဲ့ဟာနဲ့ဆက်သွားရဆိုတော့မိုက်ပါတယ်ပေါ့ဒီရေကောက်ပွဲနဲ့ပတ်သက်လို့သူတို့ဟာတချင်းနေတယ်သူတို့အိမ်မှာအတန်လိုင်းများမှဒီဆိုတဲ့ဟိုဟာရှိတယ်ပေါ့နော်အိမ်မှာဟိုကျွန်တော်ပြီးကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော် link ပြန်ချပေးလိုက်မယ်သူတို့ဆိုထားတဲ့ဟာအဲ့မှာတွားရောက်လေ့လာလို့ရတယ်ပေါ့နော်ဒီရေကောက်ပွဲတော့တီးတဲ့ဟိုအချင်းချင်းတော့ far သူတို့တိစောက်ထားတဲ့ကွန်ရက်ကလည်းရှင်းတယ်မိသူမဆိုဝင်ကြွားလို့ရတယ်အခုကျွန်တော်တို့ဒါမျိုးပြောတယ်လို့သူတို့တွေကမေး rapper မလား rapper ဆိုရင်ဒီထဲမှာဝင်ဆိုမင်းဒီကမင်းအဲ့ဖက်စစ်တက်ကိုဘာမှမချေနဲ့ဘူးလေအဲ့ဒါတွေကိုတချင်းနဲ့သူတို့ဟိုဝိုင်းရေးပြီးတော့အဲ့လိုပေါ့နော် verse ပေါ့ကျွန်တော်ခေါ်တာ free verse လို့ခေါ်တယ် chorus ကိုအသေးထားပြီးတော့ဒီတေဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့ဟာမျိုးပေါ့နော်သူရဲ့ဟိုတော့ရှိတာအောင်နော် slogan တွေအဲ့အားလုံးတွေမှာမိသူဆို radio ရအောင်လုပ်ပေးတာသူတို့ကွန်ရက်ကိုသူတို့အချင်းချင်းကြားထဲမှာရအောင်ချိန်တယ်ပေါ့ဒါအခက်ခဲကြားထဲမှာဟိုဝေးကြီးပါလေသူတို့ game site ပဲねရတဲ့ဘက်ကဟိုရှိတဲ့ဟိုပစ္စည်းတွေနဲ့ရအောင်လုပ်ထားကြတာဆိုတော့ဒါအရန်ဒါတွေကတစ်ချိန်ကျတော့တမိုင်းမှတ်တမ်းတွေပဲဘယ်လိုမျိုးရုံးကန်လာရတယ်ဆိုတဲ့ဟာအဲ့တော့ဒါလူငယ်ကန်တာတော့ဒါပါပဲအဲ့လိုဂီတပိုင်းသမားတွေကတော့အဲ့လိုမျိုးတွေတွားနေကြတယ်ဟုတ်ဆိုတော့နောက်တစ်ခုကကျွန်တော် resilience လေးလည်းနည်းနည်းပြောရအောင်ပေါ့နော်ဆိုတော့အနုပညာကပါပါလေကြီးရယ်ဒါကြောင့်မလို့အခုစေအုပ်စုဘက်ကဆိုလဲအနုပညာရှင်တွေကိုတင်သွင်းနေအများကြီးလုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အနုပညာရှင်တွေကလူလူပေါ်မှာစုံတရားလွှမ်းမိုးနိုင်စွမ်းရှိရယ်လူလူပေါ်မှာရှေ့ကနေသွားနိုင်တဲ့ဟာရှိရယ် message တွေပေးနိုင်တယ်သူတို့ကတော့ကြွားမြင်တာ message တွေပေးနိုင်တယ်အနုပညာရှင်တွေကလေဆိုတော့လူလည်းအနုပညာရှင်ပဲအဲ့တော့ message တွေပေးရမယ်ဒါပေမဲ့ဒီကာလထဲမှာကိုယ်လည်းကိုယ့်ရဲ့ resilience ကိုလည်းတည်ဆောက်နေရပါတော့အဲ့တော့အနုပညာရှင်တွေဒီကာလထဲမှာကိုယ့်ရဲ့အနုပညာတွေဘာလဲချင်းတွေထွက်လာလဲကျွန်တော်တွေ့ရလေချင်းတွေလည်းပြန်ထွက်လာတာတွေ့ရဆိုတော့ကိုယ့်အနုပညာရဲ့ကိုယ့်ရဲ့ resilience ကဘယ်လိုမျိုး balance ဖြစ်အောင်နေလဲဘာတွေလုပ်နေရလဲအနုပညာရဲ့ power ဒီကာလထဲမှာဘယ်လောက်ကြီးနေရလို့ထင်လဲအဲ့မှာနည်းနည်းပြောစရာရှိတယ်ကျွန်တော်ဆိုရင်နည်းနည်း line ရအဲ့လိုဘယ်ကိုရောက်သွားမှန်းတော့မသိဘူးပေါ့နော်ဥမာကိုယ်တိုင်အမြဲပြောနေကြဆိုကျွန်တော်တို့က4နှစ်လောက်3-4နှစ်ပဲမှန်းထားတာပေါ့နော်ဒီပွဲကိုဒီကာလအိမ်မှာ
ကျွန်တော်တို့ short တက်တာလည်းပါတယ်ပေါ့နော်ဆဲအုပ်စုရဲ့ဒီလောက်ကြီးရုံမာမယ်ဘယ်လိုဖြစ်အဆုံးသက်ကတော့ကျွန်တော်အဲ့တော့တွေးတဲ့ပုံစံဘယ်သူမှသူတို့လက်မခံအောင်မြင်အဲ့လိုအမြင်မှန်ရသွားမယ်ပေါ့နော်ဒီကာလမှာဒါမျိုးအာဏာသိမ်းတာဘောင်ဝင်ပြီးတော့ကိုယ်တိုင်ကလည်းအဲ့လိုမျိုးမှန်းတာဒါပေမဲ့အခြေအနေတွေကထင်ထားတဲ့ဆိုးလာအဲ့တော့ကျွန်တော်တို့မှန်းထားတဲ့ timeline မဟုတ်တဲ့အတွက်ကြောင့်အဲ့အတွက်ကိုပို့ပြီးတော့ပြင်ရမှာဒါရေရှည်စစ်လို့ဟာမျိုးဖြစ်သွားပြီငါတို့တွေဘယ်လိုလုပ်မလဲပြီးတော့နိုင်ငံတကာရဲ့လှည့်ကွက်တွေကျွန်တော်တို့ပိုကြီးလာတယ်ဒီထဲမှာပို့ပြီးတော့နှိမ့်မြုပ်လာတဲ့အမျှကျွန်တော်တို့က bad view ပေါ့နော်ပေါ်စီရရဲ့အဲ့လိုကျွန်တော်တို့မြင်နိုင်တဲ့လောက်ပြီးတော့တခြားသူတွေရဲ့ဟာတွေလိုပဲမဟုတ်ဆိုးဆိုင်တဲ့သဘောပေါ့နော်အဲ့လိုဟာတွေနဲ့ကျွန်တော်တို့ကကြည့်တယ်တကယ်ဒီရှုပ်ထွေးမှုကြားထဲမှာကျွန်တော်တို့ကဘယ်လို survive လုပ်မလဲဆိုတဲ့ဟာပါပြန်စဉ်းစားရတော့ပထမတစ်နှစ်တော့ဆိုရင်တောထဲမှာနေတယ်စစ်ဖြစ်လို့ပြေးလာတယ်အဲ့မှာလည်းကျွန်တော်ရဲဘော်တွေကို safe house တခုလို့သဘောထားပြီးတော့ကျွန်တော်တို့စပြီးကျွန်တော်အမတို့ကျွန်တော်နီးစက်ရာတွေကဝိုင်းပြီးတော့ကျွန်တော်တို့ပေးတဲ့ဟာတွေကျွန်တော်ရှိတဲ့ဟာတွေထုခွဲရောင်းချပြီးတော့ကျွန်တော်ကsafe house လို့ဟာမျိုးငားနေတယ်နောက်ကျတော့ထိုင်းကအဲ့လိုမမချာလီတာတို့အဲ့လိုခြားဖွဲ့တွေကကျွန်တော်တို့6လတစ်နှစ်လောက်တော့ရှိမယ်တဲ့အဲ့လိုကျွန်တော်တို့ဝင်ပြီးတော့ support ရပေါ့နော်နေဖို့ထိုင်ပေါ့အဲ့တော့အဲ့ကာလမှာကျွန်တော်တို့ကဝရုံသုံးကားပဲနေ့စဉ်ရမှာဒီလူငယ်တွေလိုအပ်တာစစ်လိတ်လားသူတို့လိုအပ်နေတဲ့ဟာတွေပေါ့နော်ဒီမြေပြင်နဲ့နီးစပ်ဆုံးကျွန်တော်နေတဲ့ဝင်လိုက်ထွက်လိုက်ခွင်တွေရောက်သွားလိုက်မျိုးစုံဖြတ်တန်းနေတယ်ပေါ့နော်ဒါပေမဲ့အခုလို့ကျွန်တော်တို့ဒါဒီထိုင်းတနေရာမှာကျွန်တော်တို့နေထိုင်တဲ့အခါမှာကျတော့ကျွန်တော်တို့ကငါတို့ကကြာလာပြီအမှုပညာလည်းတခြားအမှုပညာရေးပိုင်းပြောပါဦးကျွန်တော်ဒီစကလုံးတွေပို့ပြီးတော့လူတွေရားတွေကိုမရောက်နိုင်ဘူးဆိုတာကျွန်တော်ဖန်တီးမဲ့ဒါအကြည့်တဲ့ရှိမှရှင်းလင်းပြောတော့ဗျာဒီပေါ်မှာ AC တွေပြန်ပြီးခုတ်ပြန် AC လုပ်ပြီးမှလုပ်လို့ရတဲ့အရာကိုအဲ့တော့ကိုပေးခြင်းတဲ့ message တွေကိုဘာတွေနာကြီးနေတယ်ဆိုပြန်အန်ချဖို့ကကျွန်တော်မှအချိန်တခြားမရှိဘူးဟိုရွေးလိုက်ဒီရွေးလိုက်ရတဲ့အချိန်မှလည်းအဲ့လိုကိုလိုနာကျင်နေတဲ့သူတွေဒဏ်ရာရဲဘော်တွေမျိုးစုံကျွန်တော်တို့ကအလင်းမီအောင်ကျွန်တော်တို့ live တွေ့သူတို့နဲ့ပဲတသားတဲ့နေတဲ့အခါမှာကျွန်တော်တို့ဒီဖန်တီးကြရပဲကျွန်တော်ကိုယ်တိုင်လည်းအာဒီတာဖြစ်မနေဘူးအဲ့မှာလည်းတစ်ဖက်မှာပွင့်လင်းပြောရင်တော့တစ်ခါကြရင်တော့ ego လေးတော့ရှိတာပါဗျာအထက်ကလူတွေကသူတို့ဘွားနဲ့သူတို့ universe ဆိုတဲ့မှာ show ဝဲဒီဖြော်ပြတဲ့အချိန်မှာကျွန်တော်တို့ကရုံရင်းဆန်ခက်ကိုဘွားနဲ့ကိုရေနစ်နေကြတာပေါ့နော်လဲအဲ့မှာဟိုမှာလေချောင်းတိုက်ကြိုက်သွားပြီးဟိုမှာစစ်ချောင်းထုတ်ကန်ကိုရဲဘော်တွေကြာဆိုကျွန်တော်တို့ဝမ်းနေတယ်အဲ့ဝမ်းနေနာကြီးချက်တွေကိုကျွန်တော်တို့ကလောင်စာဖြစ်သုံးပြီးတော့ဆက်သွားလိုက်ပြင် daily ဟာမှာပဲအစင်မပြေမှုကပူများတော့ကျွန်တော်တို့မှာအစင်ပြေရဆိုတာတိတ်မှမရှိတာဟုတ်လားဝင်ငွေကန်တာပဲကြီးဘယ်ကမှကျွန်တော်မှဘာမှဆုံးရှုံးစရာမရှိတော့ဘူးဒါပေမဲ့ကျွန်တော် resilient ဘယ်ရရတယ်ဆိုတော့ဒီလိုရုပ်မာမှုမျိုးကငါတို့ကအစုံမတက်နိုင်ဒီဟာရေးထားတဲ့အရာတွေဒီလူငယ်တွေရဲ့ဘဝတွေကအလဟတ်တက်ဖြစ်သွားမယ်ဒါကျွန်တော်တွေ့တာအဲ့ဒါပဲကိုဘဝကိုတော့အဲ့လို feel တိတ်လာတာတော့မဟုတ်ဘူးအနည်းဆုံးတော့ဒီလူငယ်တွေပေါ်မှာငါတို့တာဝန်မကြီးဖြစ်သွားလိမ့်မယ်အဲ့လိုပေါ့ပြီးတော့ဒီဟာကြီးဒီစနစ်ကြီးတက်ဆိုးဆက်ရှင်နောက်မျိုးဆက်တွေပါတောက်လျှောက်ခံရတော့မယ်ပေါ့နော်အဲ့တော့အဲ့ concept လေးတခုနဲ့အနည်းဆုံးတော့ဒီပညာတတ်လူငယ်တွေကဒီပညာတတ်လူငယ်ဆိုလဲထောင်ထဲမှာမနေဘူးလေဆရာဝန်တွေပဲကြည့်နေတာဘွားပြတ်သွားတဲ့ဟာကြီးကကျွန်တော်မှရည်တွက်လို့မရအောင်ဘွားဆိုတာဒီလူသားတယောက်ဖြစ်လာဖို့ဒီအသက်ပိုင်းခြားတစ်ခုဖြစ်လာဆိုတာမနေ့တီဆောက်ထားရတာလေဒီဗမာပဲဖြစ်ဖြစ်အဲ့လူတွေကလက်နက်တွေကင်ပြီးတိုက်ပွဲဝင်နေရတယ်မျိုးစုံပေါ့ဗျာဒီဟာမှာအကုန်လုံးဘွားတွေပြစ်ချပြီးတော့ကျွန်တော်တို့ကဒီဟာကိုပဲအာရုံစိုက်နေကာလဆိုတော့အဲ့ပေါ်မှာကိုရီးယားဒီလောက်မျိုးလောက်မှနေပြီးတော့ကိုဘွားကိုနာတယ်ပါတယ်မပြောရဲဘူးပြောလည်းမပြောရက်ဘူးကျွန်တော်တို့နာရဆိုတာဘာမှမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လည်းပြန်အားယူတယ်တခြားလူတွေလည်းဒီလိုသဘောတရားပဲပေါ့ဗျာအဲ့တော့ကျွန်တော် resilient ကငါတို့မှာငါတို့ပဲရှိရဆိုတော့အတော်ကြီးရပဲပေါ့နော်အမှကျွန်တော်ဆိုရင်အမြဲတမ်းလူငယ်တွေပြန်ရှိတယ်အခုလည်းတလောပဲအညာရဲဘော်လေးတွေစစ်လိတ်တောင်တောက်ဖို့ဝေစုမမျှလို့ဆိုရင်ဒါမျိုးဆိုရင်ကျွန်တော်တို့အချင်းချင်း share ကြတယ်ဒါလည်းတလော Christmas အတွက်ကိုကျွန်တော်ရထားတဲ့ကျွန်တော်ရှိရဲ့ပတ်စံလေးနဲ့ကျွန်တော်ပြန်ဝေမျှကြတယ်အဲ့လိုပဲငတ်တလဲပြက်တလဲနဲ့အဲ့လိုမျိုးပဲကျွန်တော်တို့ဘဝကိုဆက်သွားနေကြရပေါ့ဒီလူငယ်တွေပဲကျွန်တော်ပြန်ကြည့်ရင်လည်းကျွန်တော်လည်းပြန်သူတို့စီကပဲကျွန်တော်ခွန်အားတွေယူနေပဲကျွန်တော်တို့ကတော့ resilient အဲ့လိုပဲရတယ်လို့ထင်တယ်သူတို့လည်းအဲ့လိုပဲထင်ပါတယ်ဟုတ်ကျေးဇူးပါဆိုတော့ခုနပြောတဲ့အထဲမှာလည်းပါတယ်ဗောနော်ကိုလည်းတင့်မဲဖြင့်လူတက်ခွင့်မပေးနဲ့ဆိုတဲ့ဟာဗောနော်ဒါပေမဲ့ပြည်တွင်းမှာရှိနေတဲ့လူတွေအကြက်တဲတွေနွေရဲ့ music video ပြန်ကြည့်မယ်ဆိုရင်တနက်နဲ့ထောက်ပြီးခေါ်နိုင်တဲ့အနေထားတွေမဲလာမပေးရင်အနေနဲ့ဖြစ်နိုင်တဲ့အနေထားမှာရှိနေတဲ့လူတွေရှိနိုင်တယ်အဲ့ကြားထဲမှာနွေရဲ့ပြိတ်သက်တွေနွေရဲ့မိတ်ဆွေတွေလူငယ်တွေရှိနိုင်တယ်သူတို့ရောဘာပြောချင်လဲသူတို့တော့အဲ့လိုတက်တိုင်တည်းများမဲမပေးဖို့ပဲပြောရမှာပေါ့ဘာလို့ဆိုတော့စကားထဲမှာလည်းရှင်တင်မဲဖြစ်လူတက်ခွင့်မပေးနဲ့ဆိုတဲ့ဟာပဲမဲ့ဒါကတော့ကျွန်တော်တို့ကဒီကောင်းတွေကိုကျွန်တော်တို့ legitimacy
ဒါပြီးမှရမယ်တော့မဟုတ်ဟိုကောင်เนี่ยဘယ်လိုဖြစ်ရအောင်လုပ်မှာဥပမာကျွန်တော်တို့က9မဲလောက်ရှိတယ်သူတို့နိုင်ပါတယ်လုပ်လေဘာမှမတက်နိုင်ဘယ်သူမှဘာမှမသိရအောင်မဲ1000ရရေးလဲရ1000ရရေးလဲရတယ်အကုန်လုံးကသူတို့လက်ထဲမှာပဲရှိနေတာဟုတ်အဲ့တော့ဟိုအရန်ကြက်တဲနေရင်တော့ဗျာဟိုလူကိုတော့တခုဒုက္ခပေးမယ်စောက်ကြည့်ဟိုဖြစ်ရင်ဒီလိုနဲ့ပြီးသွားတာမဟုတ်လေဥပမာကျွန်တော်အမြဲပြောနေကြရှိတာအဲ့ဒါပဲဥပမာအထဲမှာနေနေအဲ့လိုဒါမပေးလိုက်လို့အခုခေတ်တွေကပူပူစိုးလာတယ်သူကအဲ့လိုဟို target ထားလာခဲ့ရင်မင်းမပေးအောင်မင်းကိုရှေ့တန်းပုံမယ်ဆိုတာအသက်ပေးခိုင်းတာနဲ့ဟိုတေခိုင်းတာနဲ့တူတူပဲဒါကျွန်တော်လူသားရှိပဲဒီကောင်ဝတ်စုံဝတ်ခိုင်းပြီးတော့ရှေ့သွားခိုင်းပြည့်ရမှာပဲအဲ့တော့ဟိုအထက်ကလူတွေကိုပြောချင်တာအတင်းချက်ကတော့သူတို့လုံမှာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တကူရေးစားအမြင်ကိုပြောတာကျွန်တော်ကတော့နားလေတယ်အဲ့မှာဒါဒီကောင်ပြောညံ့တာဆိုရင်တော့လူပဲပြောမှရှိတယ်အမှန်တော့အထက်ကလူတွေရဲ့ဒုက္ခကဘဲမှပူကြရလည်းမရှိဘူးပြီးတော့ပါဝင်ခြင်းတဲ့ဟာမှာသူတို့ရတဲ့ကြားအိမ်မှာအခုလိုတော်လိုင်းအသက်ဆက်တယ်ဆိုတာလည်းလို့ချွေးနှဲစာတွေနောက်ဆုံးသူတို့ရတဲ့မုတ်ဖိုးလေးတွေကနေလာပေးတာတွေဒီပုံမှာသူတို့ကျွန်တော်ဗာလဲအတန်လေးဒီပိတ်ဆိုလဲပါပြန်ပြီးဘယ်လိုရှုတော့အဖြစ်လူတို့ကဘယ်တော့မှသွေးမအေးချောင်းတောက်လျှောက်သူတို့ညီသူတို့ဟန်နဲ့လူတို့ကတာဝန်ကြည်တယ်လို့ပဲပြောရမှာပဲသူတို့ရရင်ရတယ်လို့မျိုးစစ်ကောင်စီနဲ့တက်နိုင်ကြမပတ်သက်ဘူးကျွန်တော်တို့မြန်မာပြည်တွေကြာရှုံးခန်းနေကျွန်တော်အများကြီးမြင်ရတာပဲဒီမြန်မာပြည်ဆိုမရရဲတာတို့အဲ့ဒါဟိုကောင်တွေကအတင်းကျပ်လုံနေတဲ့ဟာထဲမှာသူတို့ခင်ဗျာအတီးဟိုအသက်ရှူပေါင်းမရှိသလိုဖြစ်သွားမှလည်းစိုးတယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲအဲ့လိုမဲဟိုတက်နိုင်ကြတော့မပေးနဲ့နောက်ဆုံးနောက်ဆုံးမရတော့တဲ့အဆုံးဆိုရင်တော့ပေးကြပါဗျာဒါပေမဲ့အဲ့အတွက်ကိုလည်းဟိုနားတယ်ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကဟိုပေးဖြစ်မပေးဖြစ်သူတို့ကတော့ဟိုစိတ်ရှောက်ချင်းရုပ်မှာပဲပေါ့နော်ဒီဟာကိုသူတို့ဘာသာရသွားပါပြီလို့လည်းလက်ရမှာပဲအဲ့ဒါလူတို့လည်းအရင်အပြစ်မတင်ကြနဲ့ပေါ့ဒါပါပဲအရင်ဒီလူတွေကိုလည်းတိတ်ဒုက္ခမပေးကြနဲ့ပေါ့ဟုတ်ကျေးဇူးအားအဲ့တော့ကျမတို့ဒုတိယပိုင်းဒီနားလေးမှာကျမရက်လိုက်ချင်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒုတိယပိုင်းမှာအထူးဖြင့်တော့လူငယ်တွေရဲ့ခံစားချက်တွေလူငယ်တွေရဲ့အတန်တွေနှုတ်ဘက်နဲ့ထိဆက်နေတဲ့ပိဋကတ်တွေညီကိုတွေကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေရဲ့အတန်တွေကိုနှုတ်ဘက်အများကြီးထင်ဟပ်ပေးသွားတယ်ကျေးဇူးတင်တယ်ပြီးတော့ထုံးတဲ့အတိုင်းပဲကျမတို့ဒီ live session ဒီ section ပေါ့နော်ဒီ podcast section ရဲ့အောက်က comment မှာပဲဖြစ်ဖြစ်သို့မဟုတ်Nubantu ရဲ့ page ကိုပဲဖြစ်ဖြစ်သွားပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေပြီးတော့ကိုကြုံတွေ့နေရတဲ့အခက်အခဲတွေပြီးတော့မေးခွန်းတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒီအောက်မှာရေးပေးလို့ရပါတယ်ပြီးတော့နောက်ဆုံး session ဖြစ်တဲ့အပိုင်း9မှာNubantu ရဲ့ live မှာပြန်ပြီးဖြည့်သွားပေးမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်မမေ